အမားနဲ့အမှန်ဆိုတာဘလို့မှမတူညီတဲ့ဆန့်ကျင်ဘက်နှစ်ခုပဲသတိမထားဘဲနေရင်တော့အမှန်နဲ့အမှားကိုခွဲခြားတတ်ဖို့ခင်းသွားလိမ့်မယ်ဟုတ်ကဲ့မင်္ဂလာပါတင်းတို့နေပတ်စင်နိုင်တင်ဆက်ပေးနေတဲ့ This is my favorite အစီအစဉ်မှာကြိုဆိုပါရစေလောကမှာအမားနဲ့အမှန်ဆိုတာရှိတယ်နှစ်ခုစလုံးကဥတီချက်ကဆန့်ကျင်ဘက်ပဲဒီလိုဆန့်ကျင်ဘက်ဖြစ်နေတာတော့တစ်ခါလေကြရင်လူတွေကဘာလို့မခွဲခြားတတ်တော့တာလဲအတူတူဖြစ်နေလို့လား no ပါသူတို့ no ကရက်တီချက်ကလည်းတိကျစီပါအမားဆိုတာလောကပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုချိုးဖောက်ခြင်းလူကျင့်ဝတ်တွေကိုချိုးဖောက်ခြင်းဟိုးတဲ့အမှန်နဲ့ထင်လို့ဥပဒေတွေကိုချိုးဖောက်ခြင်းလို့ဖြစ်တယ်ဗျအမှန်ကတော့ရိုးရှင်းတယ်သူရှင်းတယ်ဗျမကောင်းတဲ့အရာမှန်သမျှကိုမလုပ်ဘူးဥပဒေတွေကိုလိုက်နာတယ်လူကျင့်ဝတ်တွေကိုစောင့်သိခြင်းလို့ပဲဖြစ်တယ်ဗျအမားနဲ့အမှန်ရဲ့ဆက်နွယ်မှုကျွန်တော်တို့တွေကအချိန်ကြာကြီးအမားနဲ့အမှန်ဆိုတာတွေနဲ့အတူနေတာကြာလာတဲ့အခါအရန်ကိုရင်းနှီးသွားတဲ့အခါကျရင်အမားနဲ့အမှန်ကိုအတူတူပဲလို့ထင်ပြီးလုံးမိတာတွေရှိတယ်ဗျအဓိကတော့သတိမမူခြင်းခွဲခြားနိုင်တဲ့ကိုယ်ပိုင်ဉာဏ်ကိုလျှလျူရှုထားခြင်းနဲ့ကိုလေးစားတဲ့သူရဲ့စကားကိုအကျွမ်းမဲ့ယုံကြည်ခြင်းတို့ပဲဖြစ်တယ်ဗျတာရကအနေနဲ့ဇာတသက်တောင်မှဒီဝရကိုဆရာတင်ပြီးလို့ဖခင်ကိုပြန်သက်ခဲ့တယ်မို့လားအဓိကတော့ကိုယ်တိုင်ကလည်းငါဒီအလုပ်တစ်ခုကိုတကယ်လုပ်နေလားဆိုတာကိုမေးခွန်းထုတ်တတ်ဖို့လိုတယ်မေးခွန်းထုတ်တတ်တဲ့အလေးကျင့်ကိုလည်းအမြဲလုပ်တတ်ဖို့လေ့ကျင့်ထားဖို့လိုတယ်သတိမမှုပဲနေရင်ကြာရင်အမားနဲ့အမှန်ကိုခွဲခြားတတ်ဖို့ခင်းသွားလိမ့်မယ်ဗျဒါဖြင့်လူတိုင်းအမားမလုပ်ကြတော့ဘူးလူဆိုတာအမားနဲ့မကင်းပါဘူးအမားကိုအမားမှန်းသိရင်ပြင်မှုကအရေးကြီးတယ်အဲ့ဒီအမားကနေသင်ခန်းစာယူပြီးတော့ဘဝတိုးတက်ရေးတွေမှာပြန်ပြီးအသုံးချနိုင်မယ်ဆိုရင်တိတ်ကိုအရန်ကိုတန်ဖိုးရှိသွားမှာပါအတွေ့အကြုံရှိတဲ့လူကြီးသူမများဆရာသမားများရဲ့အကြံပေးချက်များကိုနားထောင်ဖို့လည်းလိုတယ်သူတို့ဘဝတွေရဲ့ကြုံတွေ့ခဲ့ရတဲ့အမားတွေကိုသင်ခန်းစာယူဖို့လက်ဆင့်ကမ်းတာလည်းဖြစ်နိုင်တယ်ဗျအမားဆိုတာကြောက်စရာလားဆိုတော့မဟုတ်ပါဘူးသင်ခန်းစာယူဖို့ပါအမားလုံးမိတိုင်းကိုယ့်ကိုယ်အပြစ်ပေးပြစ်တင်နေမဲ့အစားဒီအမားကနေငါဘလို့လူကောင်းဖြစ်နိုင်မလဲဆိုတာကိုပြောင်းပြီးစဉ်းစားတင်တယ်အမှန်ဆိုတာလမ်းကြောင်းဆိုရင်အမားဆိုတာသင်ခန်းစာပါအရှင်လက်ထက်ကအင်္ဂုလိမလာအမားနဲ့မှန်ကိုမခွဲခြားနိုင်ခဲ့လေလူသက်ပေါင်းများစွာကိုတက်ပြီးလက်ညှိုးပေါင်းတစ်ထောင်ကိုလေဘေးမှာဆွဲထားပြီးတော့ဆရာကိုဆက်သဖို့ကြိုးစားခဲ့တဲ့လူမိုက်ကြီးအင်္ဂုလိမလာအကြောင်းကိုလူတိုင်းသိမှာပါအင်္ဂုလိမလာကသောရမင်းကြီးရဲ့အယုံကြည်ရဆုံးပုံနာဖခင်တူရဲ့သားဖြစ်ပါတယ်မွေးလာကလေးကဓာတ်ရန်လက်နက်တွေအယောင်တောက်ခဲ့တယ်ဖခင်ကိုယ်တိုင်ကလည်းလက္ခဏာဒေတာပညာရှင်ပြီးသူသားကလူဆိုးကြီးနှက်ခတ်ပါလာ၍မင်းကြီးကိုတတ်လို့ပါကအခုတည်းကတတ်နိုင်ပါကြောင်းစိတ်မကောင်းတာနဲ့ရှောက်တင်တယ်အင်္ဂုလိမာလာမွေးတော့ဘင်းတန်လျက်ပါအယောင်တောက်ခဲ့တာကိုဒါနဲ့မင်းကြီးကကလေးရဲ့ဇာတာကိုထက်တွက်ကြည့်ခိုင်းတယ်နန်းတော်ကိုပုံကံမဲ့လူဆိုလားဆိုတာကိုပါထိုကမန်လာပါဗျာနန်းတော်ကိုပုံကံမဲ့လူတော့မဟုတ်ပါဘူးတော်ထဲမှာဆိုးမဲ့လူဆိုးပါဗျာလို့ရှောက်တင်တယ်ဒါဆိုရင်အခုမသက်သေးဘူးအသက်ချမ်းသာဝင်ပေးလိုက်ညီကျေးလိမ်မာပြီးတော့ပညာတွေကိုကောင်းကောင်းသင်နိုင်အောင်ပြင်ဆင်ထားပေးလိုက်ပါပညာတတ်ဖြစ်ရင်တော့လူဆိုးတယောက်မဖြစ်နိုင်ဘူးလို့ထင်ခဲ့တယ်အင်္ဂုလိမာလာမိဘတွေရဲ့တုံတင်မှုကြောင့်အရန်ရင်ကြည့်ပြီးတော့သူ့တပားတက်ကိုမတက်တဲ့သူတယောက်ဖြစ်ခဲ့တယ်အရွယ်ရောက်လာတော့ဒီကပေါမောခကြီးစီပညာသင်စေခဲ့တယ်ဒီကပေါမောခကြီးကလည်းအရန်ချစ်ပြီးတော့ပညာတိုင်းမှာသူမတူအောင်ထူးချွန်တဲ့တပည့်တယောက်ဖြစ်ခဲ့တယ်လူတွေရဲ့သဘာဝအတိုင်းမနာလိုရတခြားတပည့်များကဒီကပေါမောခကြီးကိုဂုံချော့တယ်အစားပိုင်းမှာအချအဆုံးတပည့်ကိုလာရောက်ဂုံချော့နေ၍တခြားတပည့်များကိုစူပူကျင်းမောင်းလွတ်တယ်ဆရာကြီးကိုပြန်တမ်းမဲ့လူစားသဖြင့်အမျိုးမျိုးပြောကြားနေရင်နောက်ဆုံးတော့လေဆရာကြီးကယုံကြည်သွားတယ်ဒါကြောင့်အင်္ဂုလိမာလာကိုတတ်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ငါကိုယ်တိုင်တော့မတတ်ဘူးတခြားသူတွေကိုဝိုင်းသက်ပါစေဆိုပြီးတော့အင်္ဂုလိမာလာကိုခေါ်ပြီးတော့လူသက်ပေါင်းတစ်ထောင်ကိုတက်ပြီးတော့ဆရာကိုကျေးဇူးဆက်ဖို့မှာကြားတယ်ဆရာကျေးဇူးကိုဆက်ကျင်စောနဲ့လူသက်တစ်ထောင်ကိုတက်ပြဖို့လက်ခံလိုက်တယ်အဲ့ဒါနဲ့လူတွေလိုက်တက်လိုက်တာဘယ်နှယောက်မှမသိတော့ဘူးဖြစ်နေရေလို့မရနိုင်ဖြစ်လာတယ်ဒါနဲ့လက်ညှိုးတွေဖြတ်ပြီးယူတယ်သိမ်းထားတယ်ကြီးစားတခြားအကောင်လောင်တွေစားနေဆိုတော့လေဘေးမှာပဲဆွဲထားလိုက်တော့တယ်နောက်ဆုံးတော့လက်ညှိုးပေါင်းတစ်ထောင်ပြည့်ကိုတစ်ချောင်းလုံးမှာမိခင်မှုတတ်ဖို့အလိုက်ဖျားရှင်နဲ့တွေ့ပြီးတော့မိခင်ကိုမတတ်တော့ပဲဖျားရှင်ကိုတတ်ပြီးတော့လက်ညှိုးယူဖို့လိုက်တယ်ဒါနဲ့ဖျားရှင်ကတရားဟောပြီးလူမကြီးအင်္ဂုလိမာလာမှာလည်းအဲ့ဒီမတော်မှာပဲတန်ဝေကရပြီးတော့လူမကြီးအင်္ဂုလိမာလာကရဟန်းဘွားသို့ကူးပြောင်းသွားခဲ့တယ်ဖျားရှင်သာနာမှာအထင်ရှားဆုံးရဟန်းတစ်ပါးဖြစ်ခဲ့တယ်ဆရာကျေးဇူးဆက်ကျင်ဒါတခုနဲ့အမားနဲ့အမှန်ကိုမခွဲခြားနိုင်တော့တဲ့အင်္ဂုလိမာလာလိုအဖြစ်မျိုးအမားမျိုးကိုမမားကြဖို့သိရေးကြီးတယ်ဗျကျုံနဲ့ကိုလက်စထရောကြောင့်1960ခုနှစ်တည်းချင်းကသုတေသနပညာရှင်တွေရဲ့တွေ့ရှိချက်မှာကျုံမှာကိုလက်စထရောပါဝင်မှုများတဲ့အတွက်နှလုံးရောဂါတွေဖြစ်နိုင်တာကြောင့်ကျုပ်ကိုတစ်ပတ်မှသုံးလုံးနဲ့ပို့ပြီးတော့မစားသင့်တဲ့အကြောင်းကိုသုတေသနပညာရှင်တွေကပြောကြားခဲ့တယ်ဗျ
အဲ့ဒီကိကယုံနေလူနည်းစုကိုစမ်းသပ်ပြီးတော့ရရှိတွေ့ရှိခဲ့တဲ့တွေ့ရှိချက်ဖြစ်ပါတယ်အဲ့ဒီကိရဲ့တွေ့ရှိချက်ကအဲ့ဒီကိရဲ့အမှန်တရားဖြစ်ပါတယ်ဒါပေမဲ့ဒီဘက်ကိရောက်တော့အဲ့ဒီအမှန်တရားကကွဲလွဲလာတယ်ကျုပ်စားသုံးခြင်းကဗီတာမင် D ပါဝင်မှုကြောင့်ဦးနှောက်ကိုအားကောင်းစေခြင်းနဲ့တခြားမျက်စိအားကောင်းစေတဲ့သတ္တုတွေပါဝင်ကြောင်းတွေ့ရှိခဲ့တယ်ကျုပ်ကိုမစားသုံးတဲ့အကြောင်းကိုပယ်ဖြတ်ပြီးတော့ဒီဘက်ကိရောက်တော့ကျုပ်ကစားသုံးတဲ့ကျမကြီးအစားအစာတစ်ခုဖြစ်ခဲ့တယ်တစ်ချိန်ကမှန်ခဲ့တဲ့အမှန်တရားကပြင်သေးတဲ့အချိန်ရောက်ရင်ပြင်နိုင်တဲ့အရေးချင်းလူတိုင်းပိုင်ဆိုင်နိုင်ကြပါစေလို့ပြောကြရင်လည်းကျွန်တော်ဒီဗီဒီယိုနှီးကုန်းချိုးလိုက်ပါတယ်ကျွန်တော်ဗီဒီယိုဆုံးဖြတ်ကြည့်ပြီးလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်ဘေးတဲ့ပြူကြကေ YouTube channel ကပါကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ရင်တော့ like subscribe လေးပြီးတော့ပြကြပါကျွန်တော်ဗီဒီယိုနဲ့ပတ်သက်ပြီးပြောချင်တာလေးမှတ်ချက်လေးရှိရင် comment မှာရေးထားပေးကြအားလုံးကျေးဇူးအများကြီးတင်ပါတယ် bye bye